ချမ်းသာဖို့ဆိုတာတတိပံဝန်းကျင်ရောက်ဖို့လိုတယ်တတိပံဝန်းကျင်မရောက်ဘဲနဲ့ဘလို့ချမ်းသာမှာလို့ဥအောင်တင်နန်းသားတယောက်ကိုမေးတယ်ဟေးကောင်လို့မင်းတင်နန်းသားဆိုရင်မင်းအခုဒါဆရာเจ้าကမင်းကိုကွာလို့ PSO ခတ်မယ်ဆိုရင်မင်းလုံမှာလားဟာဆရာလုံမှာပေါ့အဲ့လိုဆိုငါမင်းကိုမေးမယ်လို့ဆရာเจ้าဘေးမှာကမ္ဘောဇတတိဘေးမှာနေမဲ့ PSO ဆိုရင်မင်းအနည်းဆုံးဘာသာ၄မျိုးလောက်တက်ရမယ်လို့မင်းတက်လာတယ်ဆရာရဲ့ကျွန်တော်ဗမာဆောင်တော်တော်ပြီးအောင်ပြောနေတာဘလို့လောက်ခံမှာအခုမင်းတို့ဒီအချိန်မှာဘာလို့မှာတရုတ်စကားပြောကျွမ်းကျင်အောင်လုပ်တရုတ်စကားပြောတက်ရင်ဥအောင်တို့ရွှေရောမာနေကြတဲ့ဥဟာစတိုးဆိုင်ဖွင့်နေရောင်းတယ်ကိုကဘောင်းမီရှည်ဝယ်တဲ့ဂျင်းကြီးတစ်ထည်ဂျင်းမောင်းမီဟိုဘက်ကသူကတရုတ်ချင်းပြောနေတယ်အေးတဲ့တကျဲတဲ့ညီလိုကျွချင်းဝုပယ်နဲ့ပေးမယ်တဲ့ဆိုတော့ကိုဝယ်ရတာ600ဝုပယ်ဆိုတာဘာလဲဝုပယ်မသိတော့ကိုတရားမများဘူးလားအဲ့တော့ပြန်မေးကြည့်တယ်ဝုပယ်ဆိုတာဘာဝုပယ်ဆိုတာ900ဟာငါတရုတ်စကားမသိတာငါတရားများတယ်တကယ်လို့တော့ဝုပယ်သိဟေးတကောမင်းဟိုတကျဲကိုပေးတဲ့ဟာ900ဆိုငါလည်း900ပေးတယ်အဲ့ဒါဘာမတက်လို့လဲဘာသာစကားမတက်လို့နော်အင်္ဂလိပ်စကားပြောတက်အောင်သင်ပါနော်ဘာဘူးလို့တော့မင်းတို့တထေးပြေရောက်ဖို့ဆိုလို့ချင်းဘာမှမတက်တဲ့ကောင်ဘာလို့မှာတော့ဖဏတ်တိုက်လောက်ရမှာပေါ့တက်ချင်ကိုကဆရာကျောင်းဟဲ့ငါဂျပန်နဲ့တွေ့ဟာဆရာဂျပန်နဲ့တွေ့မယ်နှုတ်ဆက်မယ်အင်္ဂလိပ်လိုပြောတတ်တယ်တရုတ်လိုပြောတတ်တယ်စရင်ဟာရတယ်ဆရာကွန်ပျူတာကျွန်တော်ဘယ်အဆင့်လဲလဲပဲ LCCN ဘလောက်ကျွမ်းမိသားအဲ့ဒါဆိုရင်မင်းတို့တထေးပြေရောက်မှာပေါ့အဲ့တော့ကို့မှာဖြည့်လို့ရတဲ့အချိန်မှာသားတို့သမီးတို့အချိန်မဆုံးခင်မှာတက်ပါတရုတ်စကားပြောကျွမ်းကျင်အောင်တက်ဥအောင်စီမှာရွှေသင်္นานတက်တဲ့ကလေးတယောက်အပတ်စဉ်၄မှာတက်သွားတာသင်္นานလာတဲ့တုန်းကယူသလိုလိုကြောင်သလိုနဲ့အခုနောက်ပိုင်းသိန်း3000လောက်ရသွားတယ်ဒီမှာအဲ့ခေတ်တုန်းကရွှေသင်္นานအပတ်စဉ်၄ဆိုတော့လွန်ခဲ့တဲ့နှစ်တော်တော်ကြာပြီအဲ့တုန်းကရတနာဘုံဈေးမီးလောင်တော့ construction တွေပြန်ဆောက်တဲ့အခါမှာ तू ကတရုတ်လိုပြောတတ်တဲ့အတွက်ပွဲခရောပွဲညွန်ရောအဲ့ဒီကောင်အကုန်လုံးတရုတ်လိုပြောတတ်တဲ့အတွက်ဘာဘွဲတွေညာတွေမပြောနဲ့အဲ့ဒီကောင်အဲ့မှာနေသိန်း3000လောက်ရပါတယ်နောက်အဲ့ဒီကနေတော်တဲ့အတွက်အခုစင်ကာပူကိုထပ်ခေါ်သွားတဲ့စင်ကာပူကအဲ့ဒါတရုတ်စကားပြောတတ်တာနဲ့သူထိတ်ရောက်သွားတာနော်တက်အောင်တင်ပါ